အောင်လာအန်ဆန်ရဲ့ဂုံနူးဆောင်လမ်းစဉ်တိုင်း UFC စင်မြင့်ထက်မှာကဘာကိုတုံလှုပ်စေခဲ့တဲ့ဂျိုရှိုဗန်ကျွန်တော်မြန်မာကိုကန်ပညာတက်ခိုင်လောကရဲ့သမိုင်းစာမျက်နှာတစ်တွေမှာဘယ်တော့မှဖျက်ပစ်လို့မရပဲထာဝရကပီးတင်ကျန်ရစ်တော်မဲ့မဟာသမိုင်းဝင်ခိုက်တန်ကြီးတစ်ခုရှိခဲ့ပူပါတယ်။အဲ့ဒါကတော့ကဘာအဆင့်အမြင့်ဆုံးစင်မြင့်ပေါ်မှာမြန်မာဆိုတဲ့ဂုံပုတ်ကိုပထမဆုံးထင်ဟပ်စေခဲ့တဲ့အပြင်ဝန်ချမ်းမရှိရဲ့ဝေတန်းနှစ်ခုစလုံးကိုတပြိုင်နက်တည်းသိမ့်ပိုက်ပြခဲ့တဲ့ကျွန်တော်ရဲ့မြန်မာစပအုံအောင်လာအန်ဆန်ဖြစ်ပါတယ်။သူကကဘာတက်ခိုင်လောကရဲ့အမြင့်ဆုံးဂုံတူးဆောင်မှတ်တမ်းကြီးဖြစ်တဲ့ Hall of Flame အဖြစ်သမိုင်းဝင်အတိမတ်ပြုခြင်းခံခဲ့ရသူဖြစ်ပါတယ်။အောင်လာဟာမြန်မာလက်စွမ်းရဲ့တမဏိတတိနဲ့ပြောင်မြောက်လာတဲ့တိုက်ခိုက်နိုင်စွမ်းတွေကိုတကဘာလုံးကအအောပနံဖြစ်အောင်လို့ကောင်းကောင်းကြီးတူးထောက်ပြသခဲ့ပြီးပါပြီ။အဆိုပါကန်တွင်ကစားမကြီးအောင်လာအန်ဆန်ခင်းချင်းပြသပေးခဲ့တဲ့မပြိုလဲနိုင်တဲ့ရွှေအောင်လန်းကျောင်းကြီးပေါ်မှာပဲအခု2026ခုနှစ်မှာတော့နောက်ထပ်မျိုးဆက်သစ်မြန်မာသားကောင်းတစ်ယောက်ကဘာထိပ်ဆုံးနေရာကိုဆက်ခံဖို့အတွက်ပေါ်ထွက်လာခဲ့ပြန်ပါပြီ။သူကတော့တခြားသူမဟုတ်ဘဲနဲ့ UFC အကျန်းဆုံး flyweight တန်းမှာပြန်မှန်သမျှကိုမကြောက်မရွံ့ဒူးထောက်အောင်လဲထိုးပြတတ်တဲ့ The Fearless Joshua Van ဖြစ်ပါတယ်။ Van ကကဘာကြီးမားဆုံးကိုခံပညာဖွဲ့စည်းကြီးဖြစ်တဲ့ UFC ရဲ့ကဘာချန်ပီယံကပတ်ကြီးကိုမိမိရဲ့ပြောင်မြောက်လာတဲ့လက်စွမ်းအနေနဲ့ပိုင်ပိုင်နိုင်နိုင်သိမ့်ပတ်ရရှိသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့အဆိုပါရွှေအောင်ကပတ်ကိုပထမဆုံးချိန်အောင်မြင်အောင်ကာကွယ်ထားနိုင်ခဲ့တာဖြစ်ပြီးတော့ကဘာထိပ်ဆုံးမှာသူ့ရဲ့ကိုယ်ပိုင်နန်းသက်တစ်ခုခိုင်ခိုင်မာမာတိဆောက်ပြထားနိုင်ခဲ့ပါပြီ။ကန်ဝင်းကြီးအောင်လာအန်ဆန်ခင်းချင်းပြသပေးခဲ့တဲ့အဆိုပါသမိုင်းဝင်မွေးနှစ်လမ်းချောင်းပေါ်မှာအခုလိုမျိုးကဘာဆင်ချန်ပီယံတစ်တီတယောက်ပြီးတယောက်ဇက်တိုက်ထွက်ပေါ်လာတာကတကယ်ကိုဂုဏ်ယူစရာကောင်းပါလေ။မြန်မာသွေးရဲရင်ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာနဲ့မြန်မာရဲ့ထူးချွန်ထမ်းမြက်တဲ့လက်စွမ်းကိုကဘာတောင်မှဒူးထောက်အတိမတ်ပြုရတယ်ဆိုတာကိုလက်တွေ့သက်သေပြလိုက်တာပါ။အဲဒါကြောင့်မလို့ဒီလိုမျိုးကဘာစင်မြင့်ထက်မှာအမေမြန်မာနိုင်ငံတော်ရဲ့အလံကိုလွှင့်ထူပြီးတော့ရဲဝင်းဝင်းအောင်ပွဲခံပြနေတဲ့ကျွန်တော်ရဲ့တိုက်ခိုက်ရေးသူရဲကောင်းတွေရဲ့အရှိန်ဝါကတော့တကယ်ကိုမှလေးစားစရာကောင်းတာပါအနာဂတ်မှာလည်းဂျိုရှူဗန်အနေနဲ့သူ့ရဲ့ပြိုင်ဘက်ကင်းလက်စွမ်းအနေနဲ့တူ UFC ရဲ့ပလင်ထက်မှာဘယ်လိုမျိုးသမိုင်းတစ်တွေဆက်လက်ပြီးတော့ရေးထိုးပြအောင်မလဲဆိုတာကမ္ဘာပရိသတ်တွေနဲ့တူတူရင်ခုန်စွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ကြောင်းပါခင်ဗျာဒီကနေ့လိုခိုက်တက်မှာအောင်လာအန်ဆန်ရဲ့အောင်မြင်မှုအရှိန်ဝါကလူငယ်တွေအတွက်လမ်းပြကျဲတစ်ခုလိုဖြစ်နေုံနဲ့မကဘဲနဲ့ကမ္ဘာတစ်ဝန်းလုံးကနေမြန်မာတိုက်ခိုက်လောကကိုလေးနက်ထားစောင့်ကြည့်လာအောင်မှာစွမ်းဆောင်နိုင်ကြတာပါကန်ဝဲကြီးစိုက်ထူခဲ့တဲ့ legacy အမွေနှစ်တွေကတပိုင်းမာရင်ရက်တက်မသွားဘဲနဲ့ဂျိုရှိုဗန်လိုမျိုးတက်တီကလူငယ်သွေးတစ်တွေရဲ့ရင်ထဲအထိကူးဆက်စီစဉ်သွားခဲ့တာတကယ်ကိုအံ့ဩစရာကောင်းပါရီဒါကြောင့်မလို့ UFC ရဲ့တန်စကာတော်ထဲမှာဗန်ရရှိခဲ့တဲ့အောင်ပွဲတိုင်းကမြန်မာလက်ရည်နဲ့အစင်တန်းဘယ်လောက်ထိမြန်မာလာပြီလဲဆိုတာကိုကမ္ဘာစင်မြင့်ထက်မှာအတည်ပြုပေးလိုက်တာလည်းဖြစ်ပါရီပြပက်တီအားနေချက်တွေကိုအကွက်ကြကြရှာဖွေပြီးစော်ဘလော်တီးတတ်တဲ့သူရဲ့ပါနေတဲ့ကစားကွက်တွေကကမ္ဘာထိပ်တန်းပညာရှင်တွေကိုတောင်မှအံ့အားသင့်စေခဲ့တာအမှန်ပါလက်ရှိချိန်မှာတော့ချန်ပီယံကပတ်ကိုထိန်းသိမ်းထားနိုင်ခဲ့တဲ့အပြင်ပုံမပြင်းထန်တဲ့စိန်ခေါ်မှုတွေကိုပါရင်ဆိုင်မှုအတွက်အစင်းသင်းဖြစ်နေပြီဖြစ်တဲ့ဂျိုရှူဗန်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာခိုင်မာမှုကတကယ်ကိုချီးကျူးစရာကောင်းတာပါ။ကွင်းထဲကိုဝင်လာတိုင်းမှာပြတ်သားတဲ့မျက်လုံးစုံတဲ့အတူအမိမြန်မာနိုင်ငံရဲ့အလံကိုကဘာတိအောင်ပခုံးမော်ထန်းတင်လာတဲ့သူ့ရဲ့ပုံရိပ်ကပရိသတ်ရဲ့ရင်ထဲကိုအမြဲတမ်းလှုပ်ခတ်စေခဲ့တာပါ။အခုလိုမျိုးကဘာထိပ်ဆုံးရှင်တန်းမှာနန်းသက်တစ်ခုကိုခိုင်ခိုင်မာမာတိဆောက်ထားနိုင်ခြင်းကဂျိုရှူဗန်တူဦးတဲ့အတွက်တင်မကပဲနဲ့နောက်ထပ်ထွက်ပေါ်လာအောင်မဲ့မြန်မာလူငယ်မျိုးဆက်တစ်တိုက်ခိုက်ရေးသမားတွေအတွက်ပါကြီးမားတဲ့ခွန်အားနဲ့လမ်းပြမြေပုံတစ်ခုဖြစ်လာစေခဲ့ရပါတယ်။သူတို့အနေနဲ့လည်းဗန်ရဲ့အောင်မြင်မှုတွေကိုကြည့်ပြီးတော့ကမ္ဘာ့ဆင်ပြိုင်ပွဲကြီးတွေစီကိုတက်လှမ်းမှုအတွက်မျှော်လင့်ချက်တွေပုံမရှင်တန်လာခဲ့ကြပြီဖြစ်ကြောင်းပါခင်ဗျာ။